ဒီဒုက္ခသုံးမျိုးကိုသူသိကြောက်တယ်ပရိသန္တိနေရတဲ့ဒုက္ခသိရတဲ့ဒုက္ခဒီကနေ့မှဖြစ်ပေါ်လာတဲ့သံမောဟမရဏဒုက္ခဒီဒုက္ခသုံးခုသိကြောက်သံမောဟမရဏဒုက္ခဆိုတာကတွေ့တွေ့ဝေသိရဘယ်လိုသိနည်းမျိုးကိုသံမောဟမရဏတွေ့တွေ့ဝေသိရတယ်လဲဆိုတော့ဦးဇင်းတို့ဟောအဘိယသုတ်တံမှာမြတ်စွာဘုရားဟောထားပါတယ်နော်နံပါတ်1မိမိကိုယ်ကိုယ်တရားရိဟာမဖြစ်ကြဘူးလားဖြစ်ကြတချို့ကမိမိကိုယ်ကိုယ်တယုတ္တိယနဲ့သိချစ်မြတ်နိုးတယ်နောက်ဆုံးဒေဂဏိကာလကျတော့မိမိအမတန်ချစ်မြတ်နိုးနေတဲ့ဒီခန္ဓာအင်းကြီးနဲ့နောက်တစ်ဖန်မတွေ့တော့ခွဲခြင်းဖြင့်ခွဲရတော့မယ်ဆိုတော့ဘာဖြစ်လာလဲမြင်ရကြလာပြီစိုးရင်လာပြီပူဆွေးလာပြီငိုကြွေးလာပြီအဲ့ဒီလိုစိုးရင်ပူဆွေးငိုကြွေးတော့ကရင်ဖြစ်နေတော့ဘဝကိုအဆုံးသတ်သွားခင်ရင်လဲထိုလိုသိနည်းမျိုးကိုသံမောဟမရဏလို့ဒီလိုခေါ်တယ်နောက်တစ်ခုသိနည်းသက်ရှိတတ်မဲ့ကာမဝတ္ထုအစွတ်စုတွေရှိတယ်သားတွေရှိတယ်သမီးတွေရှိတယ်ဇနီးတွေရှိတယ်မိတွေမြစ်တွေရွှေတွေငွေတွေလယ်တွေယာတွေအိုးတွေအိမ်တွေရှိတယ်ဒီသက်ရှိတတ်မဲ့ကာမဝတ္ထုအစွတ်စုတွေကမိမိအလွန်လောလတောက်ဖြစ်မြန်လို့ရှားဖွေစုဆောင်းထားတဲ့ပစ္စည်းတွေဖြစ်ကြတယ်အဲ့ဒီရှားဖွေစုဆောင်းထားတဲ့ဒီသက်ရှိတတ်မဲ့ကာမဝတ္ထုအစွတ်စုဖြင့်နောက်ဆုံးမတွေ့သောခွဲခြင်းဖြင့်ခွဲရတော့မယ်ကျင်းသေးသွားပြီဘယ်လိုနေမလဲတခါကြီးလေအဲ့ဒီအချိန်ကမှဝမ်းနဲ့လာပြီစိုးရင်လာပြီပူဆွေးလာပြီငိုကြွေးလာပြီမျက်ရည်တွေကျလာပြီနော်အဲ့ဒီလိုဝမ်းနဲ့ပူဆွေးငိုကြွေးမျက်ရည်တွေကျပြီးတော့မှဘဝတည်းကိုအဆုံးသတ်ခဲ့ရရင်လေဒီလိုသိနည်းမျိုးကိုသံမောဟမရဏလို့ခေါ်တယ်ဒကာကြီးတွေအဲ့ဒီလိုသိသွားတဲ့ပုံကိုယ်တွေမမြင်ဘူးလားမြင်ဘူးကြလိမ့်မယ်ကိုယ်ကိုယ်နဲ့ဒီနေ့တနေ့ဒီလမ်းသွားကြအောင်ပါပဲနော်ဒါကြိုတင်ကျင်းဆင်ဖို့သိလိုအပ်တယ်နောက်တစ်ချက်သံမောဟမရဏကတော့တော်ရီအခုလိုအသက်ရှင်နေတဲ့အချိန်ခါမှာကောင်းတယ်ဆိုတယ်မခွဲပဲနဲ့ဒုစရိုက်အမျိုးမျိုးတွေလွန်ကျူးကြတယ်အဲဒီလိုဒုစရိုက်အမျိုးမျိုးတွေလွန်ကျူးလာတဲ့အချိန်ကတေဂဏိကာလကြတော့ဒီဒုစရိုက်တွေကလာပြီးတော့နှိမ့်ဆက်ပြီးဘယ်လိုနှိမ့်ဆက်လဲအကလယအကတံဝတ္တမေကလျာဏအကတံကုသလအကတံဘိရုဒ္ဓနာကတံပပံကတံလောဒံကတံကိပိတံယာဝတဘောအကတကလျာဏနာအကတကုသလနာအကတကိပိတနာကတပါပါဏကတလောဒနာကတကိပိသနာကတိတံကတေပိစ္ဆာကိသာမိတိသောသတိပရိဒေဝတိဥရတလင်ကန္တတိသံမောဟအပိစတိဟံဂာနိကလျာဏကောင်းမှုကုသိုလ်ကိုအကတံဝတ္တမပြုခဲ့မိလေစွတကဒီနေရာမှာဆိုလိုတဲ့ကောင်းမှုကုသိုလ်ကမာမန္ဒါနသီလလောက်ကိုပြောနေတာမဟုတ်ဘူးနော်ဟံဂာနိကလျာဏကောင်းမှုကုသိုလ်ကိုအကတံဝတ္တမပြုခဲ့မိလေစွတကကုသလံကုသိုလ်ကိုအကတံဝတ္တမပြုခဲ့မိလေစွတကဝိရုဒ္ဓနာကြောင့်မဲ့ဖွယ်အပေတန္တရာရေဝိရုဒ္ဓနာကြောင့်မဲ့ဖွယ်အပေတန္တရာဘေးမှတာမြင်ရေကိုအကတံဝတ္တမပြုခဲ့မိလေစွတကအပေတန္တရာဘေးကြီးထုံးအပေတန္တရာဘေးစိုးကြီးမှထုံးဆောင်ကဲတင်တဲ့နဲ့သွမ်းအားအပြည့်ဝရှိနေတဲ့ဝိပဿနာကုသိုလ်မဲ့ကုသိုလ်တွေကိုဒီညမှာပြောလို့ရင်ဖြစ်ပါတယ်အဲ့ဒီလိုအကုလောက်တဲ့ကောင်းမှုကုသိုလ်တွေငါမပြုတ်ခဲ့မိတာတော့မှားပြီဒီကဏိကြမှာတခါကြီးနောင်တရနေမယ်ဆိုရင်အချိန်လွန်မသွားဘူးလားအချိန်လွန်သွားပြီနော်ဟံဃာတိပါပမကောင်းမှုကိုကတံဝတ္တပြုမှားမိလေစွတကလောဒံရက်တဲ့ကြံကြောမှုကိုကတံဝတ္တပြုမှားမိလေစွတကဒိဗိတံညင်နွမ်းမှုအကုသိုလ်ကိုကတံဝတ္တပြုမှားမိလေစွတကလူသားအချင်းချင်းတော်အချင်းချင်းပေါ်မှာရက်ဆက်ကြမ်းကြုတ်နေတဲ့မကောင်းမှုတွေငါပြုခဲ့မိတာတော့မှားပြီဒီချင်းကကြမှာနောင်တရနေတော့အချိန်မလွန်ဘူးလားသိလွန်သွားပြီနော်ဘောအိုချင်းတို့ယာဝတ္တအကျဉ်းပြတော့ကုန်သောအကတကလျာဏနာကောင်းမှုကိုမပြုကြရကုန်သေးသောအကတကုသလနာကုသိုလ်ကိုမပြုကြရကုန်သေးသောအကတဘိရုဒါနနာကြောင့်မဲ့ဖွယ်အပေတန္တရာဘေးမှတမီရေကိုမပြုကြရကုန်သေးသောကတပပနံမကောက်မှုကိုပြုပြီးဖြစ်ကြကုန်သောကတလုဒ္ဒနာရက်စကြံကြုံမှုကိုပြုပြီးဖြစ်ကြကုန်သောကတကေပိတဏ္ဏညင်တော်မှုအကုသိုလ်တရားကိုပြုပြီးဖြစ်ကြကုန်သောသူတို့ဤယာဝတ္တအကျဉ်မြတ်လောက်သောဂတိမကောင်းသောလက်ရောက်ရာဖြစ်သောဂတိသည်အဋ္ဌိရှိခြင်းဤတံကတိထိုမကောင်းမှုပြုသူတို့ဤလက်ရောက်ရာဖြစ်သောမကောင်းသောဂတိတို့ဟံဃာတိပိစ္ဆာကိစ္ဆာမိလက်ရောက်ရပြီးတော့ညနေကျအခါတောင်ရဲ့အရှိတ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်တောင်အနောက်ဘက်မှာလေကဝင်သွားပြီဖြစ်တဲ့လေဝင်လူသက်ဖြစ်နေတဲ့အတွက်တောင်ရဲ့အရိပ်ဒီတောင်ရဲ့အရှိတ်ဘက်အချမ်းမှာတွဲလဲကျနေသလို
မကောင်းမှုအကုသိုလ်တွေကိုတစ်ဖက်ကပြုတ်ထားပြီးတော့အဘေသန္တရာပိမှာထုတ်ဆောင်ကြတဲ့နိုင်တဲ့စွမ်းအားအပြည့်အဝရှိနေတဲ့သမထဝိပဿနာဘာဝနာကျင့်စဉ်တွေကိုလက်တွေ့မကျင့်တဲ့ပုဂ္ဂိုလ်တွေအဖို့မကောင်းတဲ့အကျိုးတွေပြီးတော့မယ်ဆိုလို့ရှိရင်ဒီကနေ့ကာလမှာမကောင်းတဲ့နမိတ်တွေကရှင်းနေပြီအဲ့ဒီမကောင်းတဲ့နမိတ်တွေရှင်းနေတဲ့အတွက်ဒီနမိတ်တွေကိုတွန်းလှန်နိုင်တဲ့စွမ်းအားလည်းမရှိဘူးတွန်းလှန်ဖြိုပြနိုင်တဲ့စွမ်းအားမရှိတဲ့အတွက်ကြောင့်မကောင်းတဲ့ဘုံကိုကျင့်နေဧကန်သွားရတော့မယ်ဆိုတာလှမ်းကြည့်လိုက်တော့လည်းမြင်နေပြီဘယ်နဲ့တော့ဒီခါကြီးလေမကောင်းတဲ့နေရာကျင့်ပြီးဧကန်ရောက်ရတော့မယ်ဆိုတာလှမ်းမြင်နေမယ်ဆိုလို့ရှိရင်ဝမ်းနေမလားဝမ်းသာမလားဝမ်းနေနေပြီအဲ့ဒီလိုဝမ်းနေပြီးတော့မြင့်ဆက်လက်နဲ့ဘဝတစ်ခုအဆုံးသတ်ခဲ့ရရင်လေဒီလိုသင်္တိမျိုးကိုသံမောဟမရဏလို့ပဲခေါ်တယ်ဒါကနံပါတ်3နံပါတ်4သံမောဟမရဏကတော့ရခြင်းပြမှန်ဧကန်ဟုတ်ဤရခြင်းတရားမှန်ဧကန်ဟုတ်ဤသံဃာစစ်သံဃာမှန်ဧကန်ဟုတ်ဤလို့ဆုံးဖြတ်ချက်ချနိုင်တဲ့သောတပတိမညာဘုံညာယတ္တိတိုင်အောင်မိမိကကြည်ကြံကြိုးကိုပေါများအထုတ်မှုမရှိဘူးအဲဒီလိုအထုတ်မှုမရှိဘဲနဲ့ဘဝတစ်ခုကိုအဆုံးသတ်သွားရတဲ့အချိန်ခါသေကာနိကာလကြတော့အကုသိယကောင်းမှုတစ်ခုကိုလှမ်းပြီးဖက်လိုက်တာဘယ်ကောင်းမှုမှဖက်လို့မရနော်အဲ့ဒီအချိန်ခါကြတော့မှဝမ်းနဲ့ကြေကွက်ပြီးတော့ဘဝတစ်ခုအဆုံးသတ်သွားရပြီအဲ့ဒီသိဏိကတော့ပုရုဇဏကာလကရိယာဆိုပြီးဟိုသောတာနုကတသုတ်တံများမှာမြတ်စွာဘုရားဟောထားတယ်ဘုဒ္ဓဇင်အဖြစ်နဲ့ဘဝတစ်ခုကိုအဆုံးသတ်သွားခဲ့ရတာကိုသံမောဟမရဏလို့ခေါ်တယ်ပေါင်းလိုက်တော့သံမောဟမရဏဘယ်နှမျိုးရှိလဲ၄မျိုးအဲ့ဒီသံမောဟမရဏတွေ့ရဝေတရားချင်းဆင်းရဲဒုက္ခ၄မျိုးကိုလည်းသူသိကြောက်တယ်